အားလုံးပဲမင်္ဂလာပါခင်ဗျာ Hey guy ကြီးလေဒဲရပဲတူလို့ဆိုရမယ်ဒါကတော့ကျွန်တော်တို့ Fin လို့လေးနှုတ်ဆက်ပါတယ် Welcome to Finland လို့အဓိပ္ပာယ်ရပါတယ်ဒါကတော့ကျွန်တော်နေတဲ့မြို့လေးပါခင်ဗျာဒီမြို့လေးကတော့ကျွန်တော်တို့အရန်ကိုတာယာပြီးတော့ပေါ့နော်ခုချိန်မှာနေရာဒီဖြစ်တဲ့အတွက်အရန်ကိုနေတွေလည်းပူတယ်အရန်ကိုလှပတဲ့နေရာလေးပါသူကတော့ Finland နိုင်ငံရဲ့ပေါ့နော် Sweden နယ်စပ်ဘက်မှာနီးပါတယ်ကဲကျွန်တော်ခေါ်သွားမယ့် International Grand Market ကလေးကိုရောက်ပါပြီခင်ဗျာအားလုံးပဲကျွန်တော်နဲ့အတူတူသွားကြပါစို့ Let's go ကဲဒါစပြီးတော့ကျွန်တော် Las Vegas ပေါ့နော်ဆိုင်လေးကိုတွေ့ပါတယ်တခြားဆိုင်တွေပေါ့နော်နိုင်ငံပေါင်းဆိုင်တွေလည်းအများကြီးရှိပါတယ်ကဲနည်းနည်းပါးပါးလေးပေါ့နော်ဘယ်များလိုက်အောင်မယ်ကဲပတ်ကြည့်ကြမယ်ဒါကတော့အယုတ်ဆိုင်လေးပေါ့နော်အယုတ်ကစားလို့ရပါတယ်ခင်ဗျာဒါလေးကတော့ပင်လေဓမြလိုပုံစံမျိုးလေးပဲဖြစ်ပါတယ်နောက်ဆုံးတော့ကိုတောက်ချင်တဲ့ဘာပဲဒီဆိုင်ထိုင်းဆိုင်တွေ့ပြီသူကဘာပဲဒီတစ်ခါကိုကျွန်တော်တို့6ယူရိုပေးရပါတယ်ဘာပဲဒီတောက်ရှင်နေရကြပြီဆိုတော့အငံမြလေးတောက်နေပါတယ်ခင်ဗျာပဲမြများလေးနဲ့ပဝင်းချင်းဟာချက်ချောလှလှလေးငေးရင်းနေပေါ့ကွယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဘယ်ချီယန်ရဲ့နာမည်ကြီးမုံလို့ပြောလို့ရပါဘူးမြန်မာနိုင်ငံမုံလက်ကောက်နဲ့တူတယ်သူကတော့တော်တော်ဝယ်စားကြတယ်ပေါ့နော်ဒီအားလူကြီးအဲ့နဲ့ကျွန်တော်ရှောက်ကြည့်တယ်ပေါ့နော်ဒီကဆိုင်နေမျိုးစုံပဲတော်တော်ကိုများပါတယ်ဒါကပေါ့နော်ဆိုင်မျိုးစုံမုံမျိုးစုံကိုအကုန်လုံးစုံအောင်ကြည့်ရပါတယ်ခင်ဗျာနောက်ဆုံးတော့တဲ့ UK ရဲ့ပေါ့နော်ဆိုင်တွေ့ပြီပေါ့နော်နည်းနည်းပါးဆက်ပြီးလေးဆွဲမယ်ထိုင်းဆိုင်နေပေါ့နော်ကဲဒါကတော့အကုန်ပတ်ပြီးဆိုတဲ့ခါကျတော့ Viber တီးကလည်းတောက်ရင်းနဲ့ပြန်ပါပြီအားလုံးပဲဘိုင်ဘိုင်ပါ